မျိုးသားတစ်ဦးဒီတစ်ပေါက်90ကြာအိဆက်အနာယူရန်သူအေးဆက်ရေရှိအိဆက်ဒီဆက်အခုတို့ပျော်ရွှင်စွာပူရောက်သွားခဲ့သည်သူနိုးလာချိန်တွင်ကဘာတစ်တစ်ခုသို့ရောက်ရှိနေမည်သူထင်မှတ်ထားတော်လဲဆက်ချွေရွေးမှုကြောင့်အချိန်မတိုင်မီနိုးလာခဲ့သည်သူဒီတင်ပေါ်ဤကွက်ကဲမှုစံတာသို့ထွား၍ကပ်ပတင်ကိုတိုးရန်ကြိုးစားတော်လဲမအောင်မြင်ခဲ့ပါကဘာမြေသို့အကူအညီတောင်းရန်သတင်းစကားပို့ပါကအကြောင်းပြန်ကြားချက်ရရှိရန်95တက္ကန့်ကြာမြင့်မည်ဖြစ်သောကြောင့်သူဒီမျော်လင့်ချက်ကုန်ဆုံးသွားခဲ့သည်သူဒီတင်ပေါ်ပေါ်တွင်အထီးကျန်စွာလှည့်လည်သွားလာရင်းတစ်နေ့တွင်ဆက်အထွေအေးပျော်နေသောအမေရှိတဲ့ပါတီမိန်းကလေးတစ်ဦးကိုတွေ့ရှိသွားသည်သူဒီမာယွင်းသောဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ကသူမကိုအချိန်မတိုင်မီပို့လိုက်သည်၎င်းနောက်သူတို့တော့ရင်းနှီးလာကြပြီးကသူမကိုလက်ထပ်ဖွင့်တောင်းရပြင်ဆင်နေခြင်းတွင်ကသူမကိုရည်ရွယ်ချက်ရှိတိုးခဲ့ခြင်းဖြစ်ကြောင်းယူပေါ်ကဖွင့်ပြောလိုက်တဲ့ပြင်ဒီအလို့ဒေါသထွက်သွားခဲ့သည်ထို့အတော်အတွင်းတင်ပေါ်တွင်ပြင်းထန်သောနည်းပညာပိုင်းဆိုင်ရာချွေးမှုတစ်ခုဖြစ်ပွားခဲ့ပြီးဒီတင်ပေါ်ပြပသို့ထွက်၍အသက်ဆုံးကပြုပြင်ခဲ့ရသည်ခကိုကေတင်နိုင်ခဲ့ပြီးနောက်တင်ပေါ်ပေါ်တွင်တယောက်သာပြန်လည်အိဆက်နိုင်မည်ဆက်တစ်ခုချန်ရှိတော်သည်ကသူမကိုပြန်လည်အိဆက်ရန်အခွင့်အရေးပေးတော်လဲခဒီအတူတင်ပေါ်ပေါ်တွင်ဆက်လက်နေထိုင်ရန်ဆုံးဖြတ်ခဲ့သည်သူတို့တဦးဒီတင်ပေါ်ပေါ်တွင်ဘဝတစ်ခုကိုအတူတူဖြတ်သန်းခဲ့ကြပြီးတစ်ပေါင်း88တိအကြာတင်ပေါ်ဒီခရီးဆုံးသို့ရောက်ရှိခြင်းတွင်တစ်တင်ပေါ်လုံးဒီလက်ပတော်ဥယျာဉ်ကြီးတစ်ခုဖြစ်နေပါတော့သည်အခြားခရီးတွေများနိုးလာခြင်းတွင်သူ၏ချစ်ခြင်းမေတ္တာတတ်တည်များကိုတွေ့ရှိခဲ့ရပြီးဘဝတွင်ပန်းပိုးကူညီပေးမည်လက်တွေ့ဖို့ရှိပါကမြည်သည့်နေရာတွင်မဆိုးပျော်ရွှင်စွာနေထိုင်နိုင်သည်ဟုသောသတင်းစကားကိုရရှိခဲ့ကြသည်